ပထမဆုံးကလေးမွေးမဲ့မြင်းမကြီးကအသက်လူနေရတယ်ဗျသူ့ဘိုက်ထဲကမြင်းပေါက်လေးမှာလည်းအောက်ဆီဂျင်တွေမြန်ကုန်ဆုံးနေပြီဗျဒါကသူ့အတွက်ပထမဆုံးအချိန်ပဲဗျကလေးကပုံစံမမှန်ပဲလုံးဝပိတ်မိနေတယ်တပ်အင်ကြီးအားတွေကလည်းတအားကိုပြင်းတဲ့နာကျင်မှုကအသေးခိုက်အောင်ကိုနာတာဗျသူကကလန်ကလာရုံးကန်လှုပ်ရှားရင်တက်တာရဖို့ပုံစံမျိုးစုံနဲ့စူးစမ်းနေတယ်ဘာမှလည်းမထူးဘူးဗျခဏလေးနာပြီးတော့သူကရှိသမျှအားအကုန်သုံးပြီးထက်တွန်းပြန်တယ်ဒါပေမဲ့လည်းဘာမှမထူးသေးဘူးဗျအခုဆို3နာရီတောင်ကြာနေပြီမြင်းပေါက်လေးလည်းအနေရဲ့အခြေအနေဆူဆူရွရွကြုံနေရပြီးပိုင်ရှင်ကလည်းအချိန်ပြည့်ဒီမှာပဲစိုးရိမ်မကင်းနဲ့စောင့်ကြည့်နေတာသူကိုယ်တိုင်လည်းမိခင်တယောက်ပဲဗျဒီမြင့်မကြီးဘာတွေခံစားနေရလဲဆိုတာကိုသူကအတိအကျကိုသိတယ်အခြေအနေကတော်တော်ဆိုးပေမဲ့မြင့်မကြီးကတော့ဘယ်တော့မှလက်မလျှော့ဘူးဗျသူ့မှာကြံသမျှအားအကုန်သုံးပြီးထက်တွန်းပြန်တဲ့နာကျင်မှုကမခံမရက်နိုင်အောင်ကိုပြင်းထန်နေတယ်သူအသက်ရှူချက်ပြီးမောဟိုက်နေပြီးအဲ့ဒီနောက်10မိနစ်လောက်ကြာတော့တခုခုထူးခြားလာတယ်ဗျမြင့်ပေါက်လေးရဲ့တစ်စိတ်တစ်ပိုင်းလေးနည်းနည်းလေးပေါ်လာတယ်ပိုင်ရှင်ကဝမ်းသာသွားပေမဲ့သူ့ရင်ထဲလိုက်ခနဲဖြစ်သွားတယ်မြင့်ပေါက်လေးကမလုပ်ဘူးလုံးဝကိုမယုံကန်ဘူးဗျဒါကမဖြစ်သင့်ဘူးလေသူဆုံးသွားပြီလားမသိဘူးနောက်ဆုံးအခွင့်အရေးတစ်ချိန်ပဲကျန်တော့တယ်သူကမြင့်ပေါက်လေးကိုဖမ်းဆွဲပြီးအပြင်ကိုဆွဲထုတ်လိုက်တယ်ရုတ်တရက်ဆိုသလိုမြင်းပေါက်လေးကလှုပ်ရှားလာပါတော့တယ်ပိုင်ရှင်လည်းမယုံနိုင်အောင်ကိုအံ့ဩသွားတယ်ဗျာဒီဘဝလေးလောကထဲကိုရောက်လာဖို့ဆိုတာမေမေတယောက်ကအသက်ပေးပြီးစူးစမ်းဖန်တီးပေးခဲ့ရတာပါတော့တခါတော့ကဆိုမြို့တော်ဝင်မျိုးသမီးတဦးတောင်မှသူ့မှာရှိသမျှအရာအလုံးကိုသူ့ရင်သွေးလေးအတွက်မြင်းကြီးမြညူပဲပေးဆက်ခဲ့ဘူးတယ်လေဘာမှလည်းပြန်မလို့ခြင်းပဲအကုန်စွန့်လို့ဖို့လည်းဝင်မလေးခဲ့ဘူးဒါကတော့မိခင်မြတ်တာအစ်စ်အမှန်ပါပဲ